မင်္ဂလာပါပပံပါเนาะဘန်တို့ဒီရဲ့ပေါ့နော် international bank account ဒါမှမဟုတ်ရင်လည်း visa mastercard တို့မရှိပေမဲ့ cryptocurrency ကိုဝယ်ချင်တယ်ဆိုရင်ဘယ်လိုဝယ်လို့ရတယ်လဲဆိုတာကိုပြောပြပါမယ်ဒီဗီဒီယိုလေးမှာတော့ပေါ့နော်မြန်မာကျပ်နဲ့ဘယ်လိုမျိုး cryptocurrency တွေကိုအယောင်းအဝယ်လုပ်လို့ရတယ်လဲဆိုတာလေးဒီ P2P transaction ကိုပေါ့နော်ဘယ်လိုလုပ်ရတယ်ဆိုတာလေးကိုတဆင့်ချင်းပြောပြသွားပါမယ်เนาะဒါဆိုရင်အရင်ဆုံးပေါ့နော် P2P transaction ဆိုတာဘာလဲဆိုတာကိုပြောပြပါမယ် P2P ဆိုတာက peer to peer ကိုခေါ်တာပါအတိတ်ပဲကတော့ဒီဂျားခံဘဏ်တွေကိုပေါ့နော်အတုံးမပြုတ်ပဲနဲ့လူတစ်ယောက်နဲ့တစ်ယောက်ဓာတ်ရိုက်ဒီ crypto တွေကိုအယောင်းအဝယ်လုပ်တာကိုဆိုလိုတာပါဒါကိုဘယ်မှာလုပ်လို့ရတယ်လဲဆိုရင်ကြတော့ဒီ Binance Exchange လိုမျိုးပေါ့နော်ယုံကြည်စိတ်ချရတဲ့ platform တွေမှာလုပ်လို့ရပါတယ်ဒီနေရာမှာသိထားရမှာကပေါ့နော် Binance ကငွေလဲပေးတာမဟုတ်ပါဘူးကိုကရောင်းတဲ့သူစီကိုဒီ KBZ Pay တို့ Wave Money တို့ဒါမှမဟုတ်ရင်လည်း bank transfer တွေနဲ့ပေါ့နော်ဒါရိုက်ငွေလွှဲပေးရတာမျိုးပါဒီမှာ Binance ရဲ့အခန်းကဏ္ဍဖြစ်တဲ့ပေါ့နော် escrow system ကိုအသုံးပြုတာပဲဖြစ်ပါတယ်ဒီလိုနေရာမှာလူချင်းထားရိုက်ဆိုတော့ပေါ့နော်လိန်ခံရနိုင်သလားဆိုရင်စိုးရိမ်စရာတွေလည်းရှိပါတယ်အဲ့လိုတွေရှိလာနိုင်တဲ့အတွက် Binance ကပေါ့နော်ဒီသူတို့ရဲ့ escrow system အနေနဲ့ပေါ့နော်ဂျားတဲ့ကနေအာမခံပေးထားတာပဲဖြစ်ပါတယ်ကိုကငွေလွှဲနေတဲ့အချိန်မှာပေါ့နော်ရောင်းတဲ့သူရဲ့ crypto ကို Binance ကထိန်းချုပ်ထားပေးပါတယ်နှစ်ဖက်စလုံးအဆင်ပြေပြီဆိုမှဒါ crypto ကို release လုပ်ပေးတာဖြစ်တဲ့အတွက်ပေါ့နော် safe ဖြစ်တယ်လို့တော့ပြောလို့ရပါတယ်အဲ့ဒါကြောင့်ကိုဖက်ကပေါ့နော်ပေးနိုင်တဲ့ဒီ payment အမျိုးအစားဘဏ်နဲ့ပဲဖြစ်ဖြစ် KBZ Pay Wave Money အစားရှိတာတွေနဲ့ပေါ့နော်ရောင်းတဲ့သူနဲ့ဓာတ်ရိုက်အယောင်းအဝယ်ကိုလုံခြုံစွာနဲ့လုပ်လို့ရတာပဲဖြစ်ပါတယ်ဒီအပိုင်းမှာတော့ဒီ Binance ကပေါ့နော် P2P ကိုတုံးပြီးတော့မှ cryptocurrency ကိုဘယ်လိုဝယ်လို့ရတယ်လဲဆိုတာလေးကိုလုပ်ပြပါမယ်။လိုက်ကြည့်ပေးပါအောင်နော်။ဘန်တို့ဒီရဲ့ Binance app ကိုပေါ့နော်ဖွင့်ပြီးတော့မှအောက်ခြေအလယ်မှာရှိတဲ့ trade ကိုနှိပ်ပါပြီးရင်ဒီရဲ့ P2P trading ဆိုတာလေးကိုရွေးပေါ့နော်ဒါဆိုရင်ကိုကအဲ့ဒီမှာ buy နေရာမှာရှိနေလိမ့်မယ်ပေါ့နော်အဲ့ဒီမှာကိုကဒီဘာ cryptocurrency ကိုဝယ်ချင်တာလဲဆိုတာလေးကိုရွေးရပါမယ်ဒီထဲမှာဆိုရင် USDT, BTC, BNB, ETH ပေါ့နော် Ethereum အစားရှိတဲ့ cryptocurrency တွေရှိနေပါမယ်ကိုလိုအပ်တာကိုဝယ်လို့ရပါတယ်ဘဏ်ကတော့အဲ့ထဲကနေပေါ့နော် USDT ကိုပဲရွေးပြီးတော့မှဝယ်ပြပါမယ်နော်သူက stable coin လည်းဖြစ်တယ်ဒီ trading တွေလုပ်တဲ့နေရာမှာလည်းအဓိကထားပြီးသုံးကြတာဆိုတော့ဗန်ဒီ USDT ကိုပဲဝယ်ပြပါမယ်နော်ပြီးတာနဲ့ကိုကဒီမြန်မာကျပ်နဲ့ပေါ့နော်အယောင်းအဝယ်လုံးမှာဖြစ်တဲ့အတွက် currency ကို MMK ရွေးရပါမယ်ကိုပေးချင်တဲ့ပေါ့နော် currency တွေကိုလည်းရွေးပြီးတော့မှရှာလို့ရပါတယ်ဒါဆိုရင်နောက်တစ်ခုကဘန်တို့ဒီဘယ် payment method နဲ့ငွေလွှဲမလဲဆိုတာကိုလည်းရွေးရပါမယ်ဒီထဲမှာဆိုရင်ဘန်တွေနဲ့လွှဲလို့ရတာရှိမယ်ပြီးတော့ pay တွေပေါ့နော်KBZ Pay တို့ CB Pay တို့ AYA Pay တို့အစရှိတာတွေရယ်နောက်တစ်ခုကဒီ Wave Money တို့နဲ့လွှဲလို့ရတာတွေလည်းရှိပါမယ်ကိုလွှဲပေးနိုင်တယ်ပေါ့နော်ဒီ payment method ကိုရွေးလို့ရပါတယ်ဘန်ကတော့ဒီနေရာမှာ KBZ Pay ကိုရွေးလိုက်မယ်နော်ဒါဆိုရင်ဒီ KBZ Pay နဲ့ပေါ့နော် USDT ကိုဝယ်လို့ရနိုင်မဲ့သူတွေကိုတွေ့ရပါလိမ့်မယ်ဒီနေရာမှာအရေးကြီးတာကပေါ့နော်ဘန်တို့ဒီရောင်းတဲ့သူတွေရဲ့အချက်အလက်ကိုကြည့်ရပါမယ်ပထမကတော့ပေါ့နော်ဒီ completion rate ပေါ့နော်သူကဒီ95% အထက်ဖြစ်နေရင်တော့ကောင်းပါတယ်။နောက်ဒုတိယတစ်ခုကကြတော့ဒီ trade အရေးအတွက်ပေါ့နော် trade အရေးအတွက်က900ထက်900အထက်ရှိနေတယ်900ထက်များနေတယ်ဆိုရင်တော့ဒါကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ဆုံးဒီတတိယတစ်ခုကကြတော့ price ပေါ့နော်ရောင်းတဲ့သူဒီ2ယောက်3ယောက်ရဲ့ဈေးနှုန်းတွေကိုနှိုင်းယှဉ်ပြီးတော့မှကိုအဆင်ပြေတာကိုဝယ်ယူလို့ရပါတယ်ဒါဆိုရင်ဘန်ဒီ order တစ်ခုလောက်ကိုစမ်းဝယ်ပြမယ်ပေါ့နော်ကိုနဲ့အဆင်ပြေနိုင်မဲ့ရောင်းတဲ့သူကိုရွေးပြီးတော့မှဝင်လိုက်မယ်ဆိုရင်ဒီသူတို့ရဲ့ requirements တွေကိုတွေ့မယ်ပေါ့နော်အဲ့ဒါတွေကိုလည်းတစ်ချက်ဖတ်ကြည့်ပေါ့နော်တစ်ဖက်ကတောင်းဆိုထားတဲ့ဒီရဲ့ do's and don'ts တွေပေါ့နော်ကိုဘယ်ဟာဆိုရင်တော့မလုပ်ပါနဲ့လို့အဲ့လိုမျိုးrequirement လေးတွေကိုတွေ့ပါလိမ့်မယ်ပြီးရင်ကိုကဒီမှာပေါ့နော် USDT ဘယ်လောက်ဝယ်မလဲဆိုတာနဲ့လည်းဖြည့်လို့ရတယ်ကိုက USDT
USDT 100ဝယ်မယ်ဆိုရင်ဒီမှာ100လို့ထည့်လိုက်ရင်မြန်မာကျပ်3,9,939တက်တက်မှပြား40ဆိုတာလေးကိုပေးရမယ်ပေါ့နော်တကယ်လို့ကိုကဒီ MMK နဲ့ဝယ်ချင်တယ်ဆိုရင်လည်းရတယ်ဒီနေရာမှာတသိန်းကိုထည့်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးရနဲ့ကိုကဒီဘယ် payment method နဲ့ပေးမှလဲဆိုတာကိုရွေးလို့ရပါမယ်အခုကတော့ Bandi KBZ Pay လေးကိုပဲရွေးလိုက်ပါမယ်ဒါဆိုရင်တော့ဒီမြန်မာကျပ်တသိန်းနဲ့ပေါ့နော်ဝယ်ရင်25 USDT ရမယ်ပေါ့နော်ပြီးရင်တော့ဒီရဲ့ place order လေးကိုလုပ်လိုက်လို့ရပါပြီအဲ့ဒါဆိုရင်ဒီကိုယ့်ရဲ့ order ကပေါ့နော်စပြီးတော့မှရောင်းတဲ့သူစီကိုရောက်သွားပါပြီရောင်းတဲ့သူရဲ့ပေါ့နော် payment details တွေကိုလည်းတွေ့ရပါမယ်တကယ်လို့ဒီ KBZ Pay account ဆိုရင်သူ့ရဲ့ account ကို copy ကူးပြီးတော့မှဘယ်လိုငွေလွှဲလို့ရပါတယ်တခြား account ကိုမလွှဲဘဲနဲ့ပေါ့နော်ဒီရောင်းတဲ့သူကနေပြထားတဲ့ bank account တို့ KBZ Pay တို့ Wave Money account တို့ကိုပဲလွှဲရပါမယ်နော်ဒါဆိုရင်ဘန်တို့ဒီငွေလွှဲပြီးပြီဆိုရင်လွှဲထားတဲ့စလစ်ကိုပေါ့နော်တက်တည်အနေနဲ့တင်ပေးရပါမယ် upload လေးလုပ်ပေးရမယ်ပေါ့နော်ပြီးတာနဲ့ဒီ transfer notify ဆဲလာဆိုတာလေးကိုနှိပ်ပါအဲ့ဒါဆိုရင်တစ်ဖက်ကလည်းဒီငွေဝင်တာစစ်ပြီးတာနဲ့ပေါ့နော် USDT ကို release လုပ်ပေးလိုက်ပါလိမ့်မယ်ဒါဆိုရင်တော့ဘန်တို့ရဲ့ဒီ25 USDT ဝယ်တာလေးက complete ဖြစ်သွားပါပြီအဲ့ဒါကိုဘန်တို့ဒီ access ထဲမှာလည်းဝင်ကြည့်လို့ရပါတယ် USDT ရဲ့ balance လေးကိုတွေ့ရပါလိမ့်မယ်ပေါ့နော်ဒါဆိုရင်တော့ဘန်တို့ဒီရဲ့ P2P ကနေပြီးတော့မှဝယ်တဲ့ transition လေးပြီးတော့ပါပြီဒါဆိုရင်ဘန်ဒီနောက်တစ်ပိုင်းအနေနဲ့ပေါ့နော်ဒီ USDT ကိုဘယ်လိုရောင်းပြီးတော့မှမြန်မာကျပ်ကိုပြန်လက်ခံမလဲဆိုတာလေးကိုပြောပြပါမယ်နော်သူကကြတော့ပေါ့နော်ဒီဝယ်တာထက်ရောင်းတာကိုတော့ပုံတတိထားရပါမယ်ကိုက crypto ကိုထုတ်ပေးရမှာဆိုတော့လေနော်ရောင်းတဲ့နေရာကိုတော့ပို့ပြီးတော့မှတတိထားရပါမယ်ဒါဆိုရင်ခုနကလိုပဲဘန်တစ်ချက်လေးလုပ်ပြပါမယ်နော်လိုက်ကြည့်ပေးပါအောင်နော်ခုနကလိုပဲပေါ့နော်ရောင်းတာလေးကိုလည်းတစ်ချက်လုပ်ပြပါမယ်နော်ခုနကလို P2P trading ထဲကိုတွားပါအဲ့ဒီမှာဒီ sell ကိုနှိပ်အဲ့ဒီမှာဒီ sell ကိုနှိပ်ပေါ့နော်ကိုရောင်းချင်တဲ့ကိုမှရှိတဲ့ဒီ cryptocurrency တွေကိုရွေးလို့ရပါတယ်ဘန်ကတော့အခုဒီရဲ့ USDT ကိုပဲရွေးပါမယ်ဒီမှာလဲပေါ့နော်ဝယ်တဲ့သူတုံးကဘယ်လိုဒီရောင်းတဲ့သူကိုစစ်တယ်လို့ပဲပေါ့နော်အခုရောင်းတဲ့အချိန်မှာဆိုရင်လေဒီဝယ်တဲ့သူကိုကြည့်ပါမယ်သူတို့ရဲ့ဒီ completion rate ပေါ့နော်95%အထက်ဖြစ်နေသလား trade count နေများများရှိတဲ့ဝယ်သူတွေကိုကြည့်ပြီးတော့မှဘယ်လိုရွေးမယ်ပေါ့နော်အဲ့ဒီအောင်မှာပေါ့နော်ဘန်တို့ဒီ price ကိုကြည့်ရင်လည်းတစ်ချိန်ထဲမှာပဲအယောင်အဝယ်လုပ်တယ်ဆိုရင်တော့ရောင်းတဲ့ဈေးကဒီခုနကပေါ့နော်ဝယ်တဲ့ဈေးထက်ပေါ့နော်နည်းနေတာကိုတော့တွေ့ရပါလိမ့်မယ်ဒါကတော့ပုံမှန်ပဲပေါ့နော်ဆိုရင်ဒီတယောက်ကိုရွေးပြီးတော့မှဘန်order တင်ပြီးရောင်းပြပါမယ်ဒီမှာကိုဘလောက် USDT ရောင်းမလဲဆိုတာကိုထည့်ပြီးမှရောင်းလို့ရတယ်လို့ပေါ့နော်မြန်မာကျပ်တသိန်းအတိရချင်လို့ရောင်းမယ်ဆိုရင်လည်း MMK ကိုရွေးပြီးတော့မှထည့်လို့ရပါတယ်ဒါဆိုရင်ကျပ်တသိန်းရဖို့အတွက်ပေါ့နော်25.63 USDT ရောင်းရမယ်ပေါ့နော်ဒါဆိုရင် order လေးတင်လိုက်ပါပြီပြီးရင်တော့ဒီကိုကပေါ့နော်ဘယ် payment method နဲ့လက်ခံမလဲဆိုတာကိုရွေးပါဒါဆိုရင်ကိုကကျပ်သိန်းရဖို့ဆိုရင် rate က3910နဲ့ဒီ25.63 USDT ပေးရမယ်ဆိုတာလေးကိုတွေ့ရပါလိမ့်မယ်ဒီနေရာမှာကိုကလည်းပေါ့နော်တခါနဲ့ဒီဘယ် payment method နဲ့လက်ခံမလဲဆိုတာကိုကိုရဲ့ bank account တွေကိုရဲ့ KBZ Pay account တွေစတဲ့ပေါ့နော် bank account တွေအကုန်လုံးကိုတခါနဲ့ထည့်ထားဖို့တော့လိုအပ်ပါတယ်ဒီနေရာမှာကိုကပေါ့နော်ဒီ payment ကိုလက်ခံမရရှိမချင်းတော့ခဏလေးစောင့်ပေးရမယ်ပေါ့နော်ပြီးရနဲ့ဒီတစ်ဖက်ကငွေလွှဲလိုက်ပြီးဆိုတော့ notice လေးတက်လာတယ်ဆိုရင်တော့ဒီအဆင့်ကအရေးကြီးတယ်ပေါ့နော်ကိုယ့်စီကိုတကယ်ကြီးဒီငွေဝင်လာမှဒါကို payment receive ကိုနှိပ်ပေါ့နော်ဒီနေရာမှာပေါ့နော်လိမ်တဲ့သူတွေရှိရဲဆိုရင် screenshot အမှားကြီးပို့လိုက်တာပေါ့နော်လိမ်ပြောမှ screenshot တွေပို့လိုက်တာလို့ပြီးရင်တခြားဒီ successful မဖြစ်သေးတဲ့ screenshot တွေပို့တာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်မို့လို့ဒီကိုယ့်ရဲ့ bank account ကိုလွှဲလိုက်ပြီးဆိုတာနဲ့ကိုယ့် bank account ကိုတေချာဝင်စစ်တကယ်ကြီးကိုလက်ခံရရှိမှဒါဒီ crypto ကိုထုတ်ပေးတာမျိုးလုပ်ပေါ့နော်
ဒါဆိုရင်ဘန်ငွေလွဲလေးဝင်မဝင်တစ်ချက်စစ်မယ်ပေါ့နော်စစ်ပြီးတော့မှOkay ငွေလွဲတာဝင်လာပြီဆိုမှပဲဒီရဲ့ payment receive ကိုနှိပ်ပြီးတော့မှ release လေးလုပ်ပါမယ်เนาะအဲ့ဒါဆိုရင်တော့ဒီ crypto ကိုရောင်းတဲ့ transaction ပြီးပါပြီကိုအကောင့်ထဲကိုမြန်မာကျပ်လည်းရောက်ပြီးတော့မှဝယ်တဲ့သူစီမှာလည်းဒီ USDT ရောက်သွားပြီပဲဖြစ်ပါတယ်ဘန်တို့ပေါ့နော်ဒီရဲ့ P2P page ထဲမှာလည်းဒီ order တွေကိုပေါ့နော်ကိုလုပ်ထားတဲ့ transaction တွေအကုန်လုံးကိုပြန်ပြီးတော့မှဝင်ကြည့်လို့ရပါတယ်เนาะဘန်တို့ဒီ P2P ကိုလုတ်တဲ့အချိန်မှာလည်းပေါ့နော်လုံခြုံနေဆိုပေမဲ့ကိုဖက်ကလည်းတချို့အချက်အလက်တွေကိုတော့တတိထားရပါမယ်ဒီ trader တွေရဲ့ reputation ကိုကြည့်ပါဒီရောင်းတဲ့သူတွေရဲ့ completion rate ပေါ့နော်အယောင်အဝယ်အောင်မြင်မှုရာခိုင်နှုန်းက65အထက်ရှိတာကိုရွေးပါနောက်တစ်ခုကဒီ trade count ပေါ့နော်အယောင်အဝယ်အချိန်ရေအတွက်များတဲ့သူဆိုရင်ပို့ပြီးတော့မှစိတ်ချရပါတယ်ပြီးရင်ဒီ payment method ကိုလည်းလိုက်နာပေါ့နော်ရောင်းတဲ့သူကပေးထားတဲ့နာမည်နဲ့အကောင့်အတိုင်းကိုသာငွေလွှဲပါဒီတက်ပါတီ payment တွေကိုလွှဲတာမျိုးလုံးဝမလုပ်ပါနဲ့နော်နောက်တစ်ခုကဒီငွေလွှဲဝင်မှသာ crypto တွေကိုထုတ်ပေါ့နော်ရောင်းတဲ့သူတွေအတွက်ဆိုရင်ကိုယ်စီကိုငွေတကယ်ဝင်မလာသေးဘဲနဲ့ crypto တွေကို release မလုပ်ပါနဲ့တစ်ဖက်ကဒီ screenshot ပို့လာရုံနဲ့ပေါ့နော်မယုံဘဲနဲ့ကိုယ့်ရဲ့ mobile banking ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ bank account ထဲမှာတကယ်ကြီးကိုငွေတွေရောက်မရောက်အရင်စစ်ပါပြီးမှသာဒီ release လုပ်ပေါ့နော်နောက်တစ်ခုကဒီကိုကအခုမှပထမဆိုရင်အမောက်ပမာဏနည်းနည်းနဲ့အရင်စမ်းပြီးတော့မှအယောင်ဝယ်လုပ်ကြည့်ပေါ့နော်ပြီးမှတဖြည်းဖြည်းကျွမ်းကျင်မှသာပမာဏများတာကိုလုပ်ပါဒီနေရာမှာပေါ့နော်တတိမထားမိပဲနဲ့ပေးထားတဲ့အကောင့်ကိုမဟုတ်ပဲနဲ့တခြားအကောင့်ကိုငွေလွှဲလိုက်တာမျိုးတွေနောက်တစ်ခုကကြတော့ screenshot ကိုပဲပေါ့နော်ကြည့်လိုက်ပြီးတော့မှကိုယ့်စီကိုရောက်မရောက်မစစ်ပဲနဲ့ crypto တွေကိုထုတ်ပေးလိုက်တာတွေပြီးရင်ဒီအမြန်လုပ်ဖို့ပေါ့နော်ဖိအားပေးလာလို့လုပ်လိုက်တာမျိုးတွေကိုလည်းမလုံးမိဖို့တော့ကြိုးစားရပါမယ်ဒီအချက်တွေကိုဒါလိုက်နာမယ်ဆိုရင်ပေါ့နော် Binance ရဲ့ဒီ escrow system ကြောင့်ပေါ့နော်ကိုယ့်ရဲ့အယောင်ဝယ်တွေကလုံခြုံမှုရှိနေမှာဖြစ်တဲ့အတွက်စိတ်ချလက်ချအသုံးပြုလို့ရပါတယ်ဒါဆိုရင်ခြုံပြီးတော့ပြောရမယ်ဆိုရင် Binance P2P ကနေပြီးတော့မှပေါ့နော်မြန်မာကျပ်နဲ့ဓာတ်ရိုက်ဒီ cryptocurrency တွေကိုဝယ်လို့ရောင်းလို့ရပါတယ်ဒီ international bank တို့ CAD တို့ရှိမှပဲလုပ်လို့ရတာမျိုးမဟုတ်ပါဘူးဝယ်တဲ့အခါမှာလည်း payment method ကိုတည်ချ၍နောက်တစ်ခုကဒီ seller ကိုကြည့်ပေါ့နော် seller ကိုကြည့်ပြီးရင်တည်ချရဲဆိုရင်ငွေလွှဲပြီးရင် USDT ရပါပြီရောင်းတဲ့အခါမှာဆိုရင်လည်းဒီ buyer ကိုရွေး buyer ကနေပြီးတော့မှငွေလွှဲပေးလာတာကိုစငွေတကယ်ကိုဝင်လာပြီဆိုမှပဲဒီ crypto ကို release လုပ်ပေါ့နော်ကိုယ့်အကောင့်ကိုတခြားရောက်မရောက်ကိုအရင်စစ်ပြီးမှပဲ crypto ကိုထုတ်ပေးတာမျိုးလုပ်ပေါ့နော်ဒါဆိုရင် Binance P2P ကိုသုံးပြီးတော့မှဒီ crypto ရောင်းဝယ်တာလေးကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှလည်းဒီဆွေးနွေးချင်တာလေးတွေအကြံပြုချင်တာလေးတွေရှိတယ်ဆိုရင်လည်း comment လေးမှာရေးပေးခဲ့ပါအောင်နော်အခုလိုမျိုး knowledge sharing လေးတွေစိတ်ဝင်စားနေဆိုရင်လည်း band ကို subscribe နဲ့ follow လေးလုပ်ထားပေးပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်